ဂျပန်နိုင်ငံမှာ1998ခုနှစ်ကကျင်းပခဲ့တဲ့ရုပ်တံစီဇန်တစ်ခုဟာလူသားတစ်ယောက်အပေါ်စိတ်ပိုင်းဆိုင်ရာညှင်းဆဲနှိပ်စက်မှုအဖြစ်နဲ့အဆိုးဝါးဆုံးဖြစ်ရတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီထဲမှာပါဝင်နေတဲ့အဓိကဇာတ်ဆောင်ကတော့နာဆူဘီလို့ခေါ်တဲ့လူရှင်တော်တစ်ယောက်ပဲဖြစ်ပါတယ်။သူဟာရုပ်တံစီဇန်တစ်ခုအတွက်လူရွေးပွဲတွားပြိုင်ရာကနေပြီးတော့ရွေးချယ်ခြင်းကိုခံခဲ့ရပြီးအခန်းချင်းလေးတစ်ခုတည်းကိုခေါ်ဆောင်ခံခဲ့ရပါတယ်။အဲဒီနောက်မှာတော့သူ့ကိုအဝတ်စားအားလုံးကိုချွတ်ခိုင်းခဲ့ပြီးတော့အခန်းထဲမှာသူ့တယောက်တည်းကိုပိတ်ပြီးတော့ကိုလုံးဒီနဲ့နေခိုင်းခဲ့ပါတယ်။အခန်းထဲမှာမဂ္ဂဇင်းအနှဲငယ်တာရှိပြီးတော့နောက်ထပ်ရေဒီယိုတစ်လုံးကလွဲရင်ကျန်တာဘာမှမရှိပါဘူး။စီကန်ကတော့ရိုးရှင်းပါတယ်။သူကမဂ္ဂဇင်းတွေထဲမှာပါတဲ့ကန်ဆန်းမဲတွေကိုမဲဖောက်ပြီးတော့အဲဒီကနေရလာတဲ့စုပစ္စည်းတွေကနေအသက်ရှင်နေထိုင်ရမှာပါ။အစားအတောက်နဲ့ရေကိုတောင်မဲနိုင်ပြီးတော့ရယူရမှာပါ။အဲ့ဒီမှာနေပြီးစုချင်းငွေစုပါရန်တရန်ဘူးရမှတာလေအခန်းထဲကနေထွက်ခွင့်ရမှာဖြစ်ပါတယ်ဒီထက်ပိုပြီးဆိုးဝါးတဲ့အချက်ကတော့သူဒီလိုနေရတာကိုသူ့ရဲ့ရုပ်တံကိုတစ်ကမ္ဘာလုံးကစောင့်ကြည့်နေတယ်ဆိုတာကိုမသိဘဲနဲ့ဒီအခန်းထဲမှာနေခဲ့ရတာဖြစ်ပါတယ်သူအခန်းထဲမှာနေရတဲ့အချိန်က15လရှိပါတယ်ဒီ15လကြာအောင်သူကဒီအခန်းထဲမှာပိတ်လောင်ခံထားခဲ့ရပြီးတဲ့နောက်နာစုဘီဆိုတဲ့လူရှင်တော်ကချိန်ကြာလာတော့စိတ်ပိုင်းဆိုင်ရာတွေပါပျက်စီးလာခဲ့ပါတယ်အချိန်တော်တန်ကြာအောင်သူကခွေးစာတွေကိုပဲစားတောက်နေခဲ့ရပြီးတော့အသက်ရှင်နေခဲ့ရတယ်လို့လူလိုစကားပြောဖို့တောင်မိလျော့သွားခဲ့တယ်လို့ဆိုပါတယ်သူဟာတတ်မှတ်ထားတဲ့စုချင်းငွေပြည့်လို့နိုင်ရန်နေပြိုကျသွားတဲ့အခါမှာတော့သူဟာအခန်းချင်းလေးထဲမှာရှိနေတာမဟုတ်ဘဲနဲ့ဘက်ဘူးတင်ဆက်ရေးရဲ့စတူဒီယိုအခန်းလယ်မှာရောက်ရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်ဒီဖြစ်အကြောင်းသူဟာပြင်းထန်တဲ့စိတ်ရောဂါအခြေအနေတွေခံစားခဲ့ရပြီးတော့လူမှုပတ်ဝန်းကျင်နဲ့ပြန်လဲအသားကျဖို့နှစ်ပေါင်းများစွာကုသမှုခံခဲ့ရပါတယ်နောက်တစ်ခုကအင်ကြီးဝတ်ဖို့တောင်မှနှစ်တော်ကြာပြန်ပြီးတော့အချိန်ယူကုစားခဲ့ရပါတယ်ဆိုတော့ဒီအကြောင်းအရာဟာကမ္ဘာတမိုင်းမှာတော့ကမ္ဘာအဆိုးဝါးဆုံးပုဂ္ဂိုလ်ရေးဆိုင်ရာရုပ်တံစီဇန်တစ်ခုအဖြစ်နဲ့မှတ်တမ်းဝင်သွားခဲ့ပါတယ်